နောက်ဆုံးခက်ခက်ကြားတွေပေပတ်မှုကြားတွေကနေဒီလိုဝိုင်းဝတနာပါတဲ့ပုံကွန်မစ်တွေထုံးနိုင်တဲ့အထိဘယ်လိုကြော်လွှားခဲ့ရတဲ့ဝိုင်းဒီနေ့တွေမှာပြောပြပေးကမှဖြစ်ပါတယ်ထောက်ဆက်အတိုင်းတမိနာမီရတဲ့ဝိုင်းပါဘယ်လိုခက်ခက်တွေကြားနေကြော်လွှားခဲ့ရလဲဆိုရင်လေဝိုင်းကအမိမီကိုစောက်ခွာသွားပြီးတော့ဒီသူများနိုင်ငံမှာအသက်15နဲ့အလုံးလာလုံးနေရတဲ့သူပါအလုံးတွေကပေပန်းတန်နဲ့အလုံးကြဖြည့်တဲ့ပေပန်းတန်တွေအခက်ခက်ကြားတွေကနေဝိုင်းရဝတနာမစော့လို့ပဲနဲ့ဝိုင်းရဆဲတဲ့ကျူစားခဲ့တာကြားဖြစ်ပါတယ်ရှင်ဝိုင်းမှာပါအထပန်းမှမရှိပဲနဲ့ဒီတိုင်းဝိုင်းရဒီတိုင်းကွန်မစ်စစ်ထောက်တာလဲသူများတွေလို့တက်ပလက်နဲ့ထောင်းနိုင်ခဲ့တာမဟုတ်ပါဘူးဒီဖောက်တလုံးနဲ့ထောင်းနိုင်ခဲ့တာပါထပန်းမှုလည်းမရခဲ့တဲ့အပြင်နောက်ခါထိပြောခိုင်ထိတွေပါဖြစ်ခဲ့ရပါတယ်ရှင်ဝိုင်းဖောက်ထက်မှာဆက်ဆက်ဆွဲခဲ့တော့ဒီလိုပုံလေးရခဲ့ပါတယ်သူများတွေလို့ပကြီးတေတဲ့ကိုလည်းမတိတ်ခဲ့ရပါဘူးဒါပေမဲ့ဝိုင်းရတော့ YouTube တွေပေါ်ကနေအခြေခံတွေစတင်လေးလာခဲ့ပါတယ်ကိုကအလောက်တစ်ဖက်နဲ့မို့လို့လောကကိုမဖြစ်နိုင်ပါဘူးဘာလို့ဆိုပကြီးကအရန်ကိုအချိန်ပေးရပါတယ်အဲ့ဒီချိန်မှာအလောကပေပန်းတန်တွေနဲ့လောကကိုအဆင်မပြေတာပါတခါတလေအလောကအချိန်ကိုလည်းဆေးရတာများပါတယ်ချင်းနိုင်9နိုင်မှပြန်ရတယ်မလို့အလောက်ပဲရဲ့ခြေလေးတွေတနေ့နေ့ခြေလေးတွေကြားမှာပဲကိုကဒီပကြီးလေးကိုဆွဲရတာပါတခါတလေကြာရင်လည်းကိုကအလောက်စွတ်စွတ်ပြန်ရတယ်လို့ဆွဲတာပါကိုကပဲခြေကိုအပြိုဆုံးလဲဆိုရင်ကိုပကြီးကိုလူတိုင်းရကြိုက်ကြတယ်နိဘဝလာတယ်ဒီဘဝမိုက်တယ်ဆိုပြီးတော့ပြောရင်သမီးအရန်ပြောတာပဲပြီးရင်လေနောက်တစ်ခုကကျတော့ကိုကိုအော်ဒါလိုက်အားတဲ့ချိန်အရန်ပြောတယ်တချို့ဆိုခက်ပကြီးပုံလေးတွေလာအားကြတာများပါတယ်ကဲဒါကတော့ဝိုင်းရဲ့ကွန်မစ်အကားပါနော်တော့ကြည့်လို့ရပါတယ်ရှင်စောင့်ကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်တတာ